ပတ်စံပေါ်တာပြောပြမယ်သဘူရီပါနိမိတ်တာတဲ့တထေဝါဒကိုကျွန်တော်ပြောပြပါမေယရနာခုနပါရဲ့နဲ့မော်တော်ကားလေစီမေဆင်းရဲတာနားမလဲမင်းမွမ်းမှာသွားမယ်အပေါင်းသာရများရဲ့ကောင်းနာကိုမှစားမယ်နာတော်ရှိကိုမေးလာကြရင်အထေဝါဒလို့ကျွန်တော်ပြောပြလိုက်ပါမေဒီတော့မှဒါတော့တာနော်ဒီထဲကရေရရေအိုးထဲကရေပါဒါမလို့ဘေးကထင်အထင်ကြီးအောင်ရေတမှုအောင်ဆောင်တာရွှေလိုချင်ရွှေဖြစ်ရမယ်ငွေလိုချင်ငွေဖြစ်ရမယ်ကွယ်လူစိတ်ဓာတ်ဟာအဲ့ဒါအမြတ်ဆုံးကွယ်ဩကောင်းတယ်အကျိုင်းဆုံးအကျိုင်းဆုံးအကျိုင်းဆုံးဘာရွှေဘာငွေဘာလို့ရှောက်ပြောနေရတော့ဘာတော့ငါမင်းပါရဘာတော့ဒီမဲ့သမီးမချက်ရသေးဘူးအရှင်သိလားဟမ်သမီးမချက်ရသေးဘူးလို့အမေမချက်ရသေးချက်လေပတ်စံပဲမှာပတ်စံဟုတ်တယ်အော်မာပူပူပင်ပင်လုံနေတာဥစ္စာကံပေးမရသေးကနှောင်နေပြပါမရှိရတဲ့ရပိုက်တွင်ပြေးလေအောင်ငါလုပ်မယ်ရပါရှက်ပြောလိုက်ရင်တော့အကြီးကြီးပဲအိမ်လားကလည်းပေးစရာမရှိဘူးဟမ်အိမ်လားကလည်းသူပြေးလေသွားလိုက်မယ်ဘာမှဘူးကနေအမေမရမရလေရှင်ကပြောလိုက်ရင်တော့လေရကြီးနေတာမမေရဲ့အလုပ်ကြတော့လည်းမလှုပ်ဘူးဟုတ်ဗျာသူကသူအလိုလိုဖြစ်လာမှာဘူးမနေလာမှနဲ့ဆိုနေမှာအေးပူးမနေနဲ့နော်ရှင်နဲ့ကျမနဲ့လေညကြမှာတွေ့မယ်ကိုမကြိုက်ကိုတန်းတိုးတာပဲညကြမှာတွေ့မယ်အလကပူပြမောက်တာပူနေတာဟာအိမ်လာကဟာဆံမရှိသူကသူလုံးနေဖြစ်သွားတယ်ဟာလိုကောင်များဘာမှလောက်မြခဲခဲချင်းရင်လုံးဟာပူတဲ့ငါချကြွမယ်ဒီပဲမရှိဘူးထိုင်းနေနဲ့မောတာထိုင်းနေနဲ့မောတာဟောကြလူတွေကလည်းလူတွေပဲနော်ဒါလုံးဖို့လာပြောဟာမောင်ချင်းပေါ့ဟာဝိဘောလုံးမနေနဲ့မင်းအလုံးမရှိဘူးလို့လည်းငါတည်င်းကြားတယ်မင်းငွေရပေါက်တစ်ခုတိုးလို့ရာပြောတယ်ငွေရပါအေးဟာလို့တို့ပါကွာဆိုင်ကယ်မော်တော်ဆိုင်ကယ်လေးအဲ့ဒီဆိုင်ကယ်လေးကိုချပေးရအစီးဘယ်လောက်ရှိအစီးကတော့98တော့ရှိမှာပေါ့ကွာဟာလူအုပ်စုနဲ့ချမှာတရားအဲ့ဒါရှိပြောမယ်ဆိုရင်1000လို့ရတယောက်ကို1000မင်းအနည်းဆုံး3ယောက်လောက်ခေါ်ပြီးတော့ချလိုက်ခဏနဲ့ပြီးပါတော့ကွာတောင်းပါပါတယ်ဗျာဟုတ်ဘာလို့တောင်းပါပါတယ်အားကြောင့်နောက်များတော့လာမပြောပါနဲ့ဘလို့ဒီမှာပြေလေအန်ရများလိုက်တာခင်ဗျာကားပေါ်ဆိုင်ကလေးထားမယ်လို့မတိုးခေါင်းမော်ပြုတ်ကြလို့ခေါင်းခွဲသွားဘာနဲ့လုံးမလဲလက်ပေါ်ကြလို့လက်ကျိုးသွားဘာနဲ့လုံးမလဲချီချောလက်ချောပြီးအန်တရများလုံးဤလိုအလုပ်မျိုးနောက်ကျုပ်ကိုလာမပြောပါနဲ့ပတ်စံ1000လောက်ကိစ္စကိုလည်းနောက်ဘယ်တော့မှလာမပြောပါနဲ့တောင်းပါပါတော့ဗျာနော်ဒီပါကွာငွေနဲ့လို့လားနောက်ထပ်9000လောက်ရအောင်ငါတို့ပြောပြပါမယ်ဟာခင်ဗျာလူလိုပြောတာလူလိုနားမလဲပါလားဟင်ကျုပ်အဲ့လောက်လုံမျိုးကိုလုံးကိုမလုပ်ချင်ဘူးဘာလို့မောင်သေးမောင်မားတွေပတ်စံလေး1000ဝဲ1000လောက်နဲ့ကြီးကျဲတာခင်ဗျာလူချင်းချစ်ရင်နောက်အေးစစ်တဲ့အိမ်လားလေခင်ဗျာစားချင်တာကြွေးမယ်ခင်ဗျာဘာစားချင်ခေါက်သားကြောက်သားတော်မနန်းကြီးတော်ပါပြီမင်းကြေအောင်ခေါက်ဆွဲမလေးမင်းငွေမရှိလို့အလုံးမရှိလို့ငါကကြားလို့လာပြီးတော့တည်င်းကောင်းလာပေးတာတော်တယ်လူမျက်နှာကြည့်တာနော်ဟုံးနဲ့ကန်နဲ့နေတာဥစ္စာကံမေးမရသေးကနှောင့်နေပြပါမရှိရတယ်ဘယ်တော့မှတွဲဘူးလားမဟုတ်ဘူးတော်အေးစိလာတယ်သမားဗျာငါကကောင်းပါရဲ့ငါမင်းရစီကျလို့ပဲပြောတယ်ဥစ္စာမင်းကိုတရှင်းကိုတောင်ပဲဆက်ရမှာမဟုတ်ဘူးဒုက္ခဟိုကဒါလေးကြိုက်လို့မင်းမနိုးလို့အလုတ်လားခေါ်တယ်ပေါ်လာတယ်ကြီးစရာကောင်းမလီကြည်စမ်းပါဦးဟုတ်မယ်ဦးပေါင်းဆိုင်အလုတ်လားခေါ်တာမဟုတ်ဘူးလားဘယ်အိမ်နဲ့ကြားဟာကြားတယ်ကျမအကုန်ကြားတယ်ရှင်ကလေငွေတာမရှိတာပြောလိုက်တဲ့စကားအပေါ်ကြီးပဲဘာလို့လိုက်မသွားတာလဲနင်းစဉ်းစားကြည့်ပါဦးနင်းယောက်ကြားလေဟိုးဆိုင်က80လောက်ကိုကာကြီးဘူဝါတွေချရမှာဆိုတော့မလီလက်တန်းလေးများညှက်သွားလိုက်ရင်မလီကြည်စမ်းနေရွက်ကြီးများပါသွားလိုက်ရင်ရတဲ့ပတ်စံနဲ့မကာမိပါမပူသမ်းပါနဲ့ဥစ္စာကံပေးမရသေးကနှောင့်နေပြပါမရှိရ
ရှာပေးမယ် ဘာရှာပေးမှလဲတော်လို့ဆက်ထမင်းကိုမချက်ရသေးဘူး တရားတော်ထုတ်ဝယ်စားလိုက်ရတာပါ တော်မပြောချင်ဘူးနော် တစ်ဖက်တော့နဲ့စားလိုက်ရပါတယ် ဟောမစားနိုင်ဘူးကျမကတော့ မစားနိုင်လဲငါလည်းရှာပေးမှာမပူနဲ့နေတရားနဲ့ဆောက် ဒီတိတ်နေရှင်နဲ့ကျမနဲ့လေညကြမှာအောင်တွေ့မယ်ဒါပဲ ကိုဘကတော့မေးစားတော့ဖြစ်သွားပြီကျုပ်ဘကမသေးကြရင်တော့မသိဘူးဘူးဘာဘူးကြီးဝင်လေအားတော့ ခမဲကျွန်တော်လုံးရအလုံးရပြီနော်ဒီမဲ့မြေတူးရမှာနော်လိုင်းကျင်းတူးရမှာ8000နဲပဲခမဲကျွန်တော်တို့တော့တူလိုက်ဘောစီကကျုပ်အလုံးရလိုက်တာတော့ပြီးတော့8000နဲရတော့ လိုင်းချင်းတူက ဟုတ်တယ် လက်ထွေးလိုင်းချင်း ဒါဘာလို့ငွေရပြီတာပဲ အနဲ့ဘယ်လောက်ရှိ ဟောနဲက9ပဲအကျေ10ပဲ ဆယ်ပေ နေရပြောစီဘာမှပေးမလားတော့ရ ဒီမော ဟာလို့ ကျွတ်တို့နှစ်ယောက်တည်း ဟုတ်တယ်လေ တရားထက်နဲ့ပြီးတရားထက်နဲ့ရှင်းထောင်ဖြစ်သွားမှာပေါ့ ဟိုလောက်ကိုဆွဲလို့မပေါ်ဆက်ရတော့ငွေစစ်တောင်းမဲငွေလားကိုတပေါ်ကြီးရဲ့ ဒီမဲ့ဆယ်ရက် ဟုတ်တယ် အမလီပေးလေအမလီရက်ဒီမတူဒီရက်ဒီ ဟာလို့ ရှင်းထောင်ဆယ်ရက်မှာရှင်းတော့ ဟုတ်တယ်လေ ခင်ဗျားသွားလို့ ဗျာ နော်မတော်လို့ပေါ့ဗျာကျွတ်သွားလို့ခေါင်းပေါ်မှန်မနဲ့လို့ ကျွန်တော်မကြောက် တော်လို့ကိုချင်းမကိုတင်ငန်းနဲ့ထိုးပြီးမနဲ့လို့မလို့အဲ့ဒီငွေလောက်ကိုဘယ်နေရာသွားရှာရတယ်နော် သူ့ကြောက်တယ်နဲ့ကိုတပေါ်ရလုပ်ငန်းလေဒီလိုလုပ်တော့ရင်ငွေရမယ်ငွေရှစ်တော့နေတာမှလို့လားအဲ့ဒါမှလာပါကျွန်တော်တို့ပြင်မှ ခ ခ ဏ ဏ ရေကိုသွားလို့ စင်းနေလို့လား ကိုသွားလို့နောက်ဒီလိုပို့ဆာတာအလုပ်တွေလားမခေါ်သားပါနဲ့ ခမရနေကြလို့ မလို့ကျွန်တော်ရွယ်အကြီးကြီးတွေစဉ်းစားနေဘာမှမသွား ရပါနဲ့ကပါ နိုင်ဘူး နိုင်ဘူး ဟိုအေးစစ်လာလေနော်နော်အလုံးနဲ့ပတ်တယ်မလားခဲ့နဲ့ ရပါတယ်စိတ်တော်ဝင်တဲ့ထင်တဲ့ပုဂ္ဂိုလ်တော်ရပြီးတာပါပဲပြီးတာပါပဲ အလုံးနဲ့ပတ်တယ်မလားတဲ့နာကြီးဒုက္ခဒီရေလေးစိန်ခံတော့အင်းပြကောင်းတယောက်ကလည်း1000လောက်ရတယောက်ကလည်း8000လောက်ရရီတောင်းကြီး ဒီပါရှင် ဟော ကိုကြီးလေးတစ်ခုလောက်တောင်းမရသည်ရှင် ဘူးကြီး ဟုတ်ကဲ့ ဟောပြောပါ ရှင်တို့ရင်လည်းကျမတို့ရင်လည်းလောက်မွေးပါဘူး ဟောကျွန်တော်မြင်မှုပါတယ်ခင်ဗျ ဟုတ်ကဲ့ဟို channel မှာလေဟိုကျမတို့ကဟို10ပြည်လောက်ရှိတဲ့အကွက်မှာမြေအွန်နဲ့မြက်တွေပေါက်နေလို့အဲ့ဒါမြက်ကလေးရှင်းပေးပါလားရှင်ကျမစံနပြည်နဲ့ဝင်9000ပေးပါမယ် ခင်ဗျာခြံထဲမှာ ဟုတ်ကဲ့ 10ပေလောက်မြက်ပဲလေးတွေပေါက်နေလို့ ဟုတ်ကဲ့10ပြည်လောက်ကွက်တွေမှာမြက်ပင်လေးပေါက် ခြံနှစ်ပြည်နဲ့ငွေ9000ပေးပါမယ် ဟုတ်ကဲ့ရှင် အားတော့အားနေပါတယ်ခင်ဗျာအမေမိုးတော့ခင်ဗျာချီရီလက်တွေပါမလားခင်ဗျာအမေမိုးတော့ခင်ဗျာမှာချီရီလက်တွေပါမလားဘူး ဟုတ်ကဲ့ပါပါတယ် အဲ့ဒါလေးနဲ့ဇာလမ်းနဲ့နှုတ်လိုက်ရင်ခြံနှစ်ပြည်လည်းမကုန်ဘူးငွေ9000တော့မကုန်တော့ဘူးကိုကကိုလုတ်စားပါမှာကြီး ဟောရှင်ပြောတာမှန်ပါတယ်ရှင်ကျမတို့မိမသားဆိုတော့မလုံနိုင်ဘူးအကူကြီးတောင်းတာပါရှင်ဟောနင်းလို့လားရှင် ရဘာပြောချင်သေးလို့ ဟိုနင်းလို့လားကျမဟိုဆန်3မိနဲ့ငွေ1000ပေးပါမယ်ရှင်ကိုကြီးပါရှင်အိမ်နီးနားချင်းမို့ မင်းမသားတွေမို့လို့ ဟုတ်ကဲ့မင်းမသား ခြံသုံးမြင်နဲ့ ဟုတ်ကဲ့ ပတ်ဆိုင်လည်းတိုးပေးအောင်ပါ ကိုပေးပါမယ်ရှင် မင်းမသားတွေလည်းဗျာခေါ်ပေါ့ရတာမဟုတ်ပါဘူးထိုင်မိတာလေးဒီလိုဇက်နဲ့နှုတ်တာများကိုကကိုလှုပ်လိုက်စမ်းပါဗျာခင်ဗျာပင်မခံပြီးလူလားခေါ်နေသေးတယ် ဟုတ်ကဲ့မတတ်နိုင်လို့ပါရှင်ကိုကြီးတောင်းတာပါရှင် မင်းမသားတွေရှိလဲခင်ဗျာအိမ်နီးနားချင်းမင်းမသားတွေခေါ်ပြီးသားပြုတ်နဲ့နှုတ်ပြလိုက်ပြုတ်ခေါ်မနေတော့ ဟုတ်ကဲ့ရပါတယ်ရှင်ရပါတယ် ဟောရရင်တော့ပါမယ် ဟုတ်ကဲ့ ပြင်းစရာကောင်းဒီမြန်ကလေးတစ်ထွားတမိုက်လောက်ဆယ်ပြီးလောက်လှုပ်ပါးစပ်နဲ့ကြိုက်နှုတ်တော့ရကြီးကျယ်ရလှုပ်ကြီးကြိုက်ကြီးလည်းမဟုတ်ပြင်းစရာကောင်း အမေကြည်စမ်းအလောက်လာခေါ်တာဘယ်နှယောက်ရှိပြီတော့ ဘာဖြစ်လို့ ဦးပွင့်လင်းလာတော့လည်းလိုင်းချင်းလေးတူရမှာပေါက်ပြားလေးခိုက်မိမှာနဲ့ဟိုမမြက်ကလေးတတလေးတော့မှလည်းရှင်လိုက်မသွားဘူး မင်းကလည်းကိုစဉ်းစားကြည့်သားမှာကွာအန်ဒရယ်ဖြစ်သွားရင်မနဲ့လုံးလေ ရှင်ဒီနောက်ဦးစိမဟုတ်ဘူးလား အိမ်တော်ဦးစီးရအိမ်တော်ဦးစီးပဲမင်းငွေကြီးဘူးနေမှာငါတယောက်လုံးရှိတာပါ ပူ ကွာ မနေနဲ့ဖဲချိန်ရောက်ပြီလေ ဘယ်ချိန်ရောက်လို့မင်းကနားမကြီးသားလေကွာ ဘာနားမကြီးနဲ့ဟုတ်လားအေးရှင်နဲ့ကျမနဲ့လေ အောင်မဲညမှာလုံးနေတဲ့ခုကိုတွေ့လိုက်အောင်ညာ ဟောဘာကိစ္စများရှိပါလို့လဲရှင် ဒီဟောမောက်ကကျွန်တော်အကူကြီးလေးနဲ့တောင်းကြည့်လို့ပါ ဩရပါတယ်ပြောပါရှင် ကျွန်တော်ကလေးတွေကိုကျွန်တော်ကြောင်းအောင်ငွေနဲ့လိုးနေ ဟုတ်ကဲ့ သူတို့တက်နိုင်မယ်ဆိုရင်ကျွန်တော်အကူကြီးပေးရကောင်းလို့လေငွေလေးနဲ့တောင်းလို့ ဩရှင်တို့ကျမတို့ဆိုတာအိမ်နီးနားချင်းနေပြီလေ ဟုတ်ကဲ့ တယောက်နဲ့တယောက်အခက်အခဲဖြစ်လိုက်ကူညီရမှာပေါ့ အာကျေးဇူးတင်ပါတယ် ငွေနဲ့တောင်း နဲ့တောင်းလို့တောင်းနေပါခင်ဗျာ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ ကျွန်တော်လုံးပြီးပြန်ဆက်မှာနော်စိတ်ကြနော် ဩကိုကြီးရေပြောရမလို့ပါဘူးဘယ်အချိန်ဆက်ပြေးလေမှလားဆက်ရောနှစ်တောင်း ဟုတ်ကဲ့ကျေးဇူးတင်တယ်ဗျာကျေးဇူးတင်လိုက် ဟုတ်ကဲ့အခုကြီးအောင်ဗာမြတ်ကိစ္စရှိလို့လေ အဲ့တော့အနာပါလေဘဝကြီးကတူးနေတာ ဟုတ်ကဲ့ရှင်ပြောပါရှင် ကျွန်တော်လည်းငွေကနည်းနည်းလေး300လိုနေတယ် ဟုတ်ကဲ့ အဲ့တော့ကျွန်တော်ရက်တစ်ပတ်လောက်ဆိုကျွန်တော်
ပြန်ဆက်မှာပါ ရပါတယ် ကျွန်တော်လည်းဦးလေး2000တော့ကူညီပါ တပတ်မှမဟုတ်ပါဘူးရှင်ကိုနဲ့အိမ်နီးနားချင်းနေပဲတယောက်ခက်တဲ့တယောက်ကူညီရမှာ ဟုတ်ကဲ့ဟုတ် အလုံးကင်လုံးနေတဲ့ဂျားတွေကမပြေးလေတော့လည်းဘာတတ်နိုင်ပါလဲအလုံးကင်အစဉ်ပြေမှသာလေကျမတို့ပြန်ဆက်ပါရပါတယ်2000တော့ ဟုတ်ကဲ့ ဟုတ်ကဲ့ရှင်ရော ကျေးဇူးပါပဲဗျာ ရပါတယ်ရှင်ရပါတယ်ကိုကြီးတို့ပြောပါ ဟုတ်ကဲ့ဝင်လာပါဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့တာမြတ်ကူကြီးရ ဩဒီလိုပါကျွန်တော်အိမ်လာက3လတောင်ရှိပြီပြောတယ် ဟုတ်ကဲ့ အဲ့ဒါနောက်လတော့မှမပေးလို့ရှိရင်ဆင်းပေးရမယ်ပြောလို့တစ်လ2လလောက်ကျင်းနောက်အောင်ချွေးသိပ်ပြီးတော့ပေးထားခြင်းလို့ကျွန်တော်ဖြစ်နိုင်ရင်ငွေလေး2000 3000လောက်ဘူးညီပေးပါလားဟဲ့ ဟောရှင်ရလေစောစောကတော့မပြောဘူးရှင်စောစောကပြောရင်ဖြစ်တာဟောရှင်ရှင်ရစောစောမှမပြောတာသူတို့တွေပေးပြီးနေပြီလေစောစောကပြောရောပေါ့ ဟုတ်သူတို့နဲ့ကျွန်တော်နဲ့အတူတူရောက်တာပါပဲเนาะသူတို့ပြောဆိုနေတာတွေကျွန်တော်ကအလက်သီးဆိုတာစောင့်နေတာပါဩဒီပတ်စံလေးလောက်တော့မာကြီးတော်နေတွေကမခဲမှာဘူးကျွန်တော်တကယ်အခက်ခဲဖြစ်နေလို့ဖြစ်နိုင်မယ်ဆိုရင်အဲ့ဒါတည်းတော့ကိုကြည့်ပါမကြပါဘူးအကြီးရဲ့ ဩမကြပါဘူး ဟုတ်ကဲ့ဟုတ်ကဲ့ ဟာဒီမှာကြည့်ဟာဒီမှာငွေ ဩဟုတ်ကဲ့ဟုတ်ကဲ့ နော်ဟာဒီမှာငွေ မြင်ပါတယ်ဗျ လိုချင်တယ်ပေါ့ ဟာကျွန်တော်ရေးကြည့်နေလို့ပါဗျာကျေးဇူးတင်လိုက်တာ ဒီmeeဟာဒီလူတွေရတယ်ရရလုတ်ကိုလုတ်ပြီးတော့သူတို့စီးပွားရေးကိုသူတို့ရှာတယ်နော်အခက်ခဲဖြစ်မှသူတို့လာချီးတယ်နောက်ပြီးပြေးလဲလဲပြန်ဆက်တယ်ရှင်ကအလုတ်တွေခေါ်ရဲနဲ့ဟိုအလုတ်ဖြင့်ကြီးများလိုက်ဒီအလုတ်ဖြင့်ကြီးများလိုက်ဒီmeeကိုထင်ပေါ် ခင်ဗျာ ဟာဒီပတ်စံကိုရှင်းကိုချီးလို့ရတယ်ရှင်ကလေရှေ့တုန်းကဇက်ကပုံလိုပဲရှင် ဘယ်လိုလုပ်မြင် နော်လူနေတော့ခြုံကြစိတ်နေတော့ဘုံပြဆိုတာရှင်းလို့